ဒီတခင်ကတော့သူ့ကြောင်လေးတွေအတွက်ခရစ်စမတ်ပင်လေးဖန်တီးပေးလိုက်ရပါတယ်တခင်ဖြစ်သူကခရစ်စမတ်ပင်တေးသေးလေးဝယ်လာလိုက်တဲ့အခါမှာဒီကြောင်ဝမ်းလေးကရမ်းကိုတဘောကျနေရပါဒါပေမဲ့နောက်တစ်နေ့ရောက်မှာတော့ကြောင်ဖြူလေးကဒီပင်လေးကိုမတော်တဆတွန်းချမိတယ်လို့ဖြစ်သွားပါတယ်အဲ့ဒီမှာသူ့ရဲ့ပင်လေးပျက်စီးသွားတဲ့အတွက်ကြောင်ဝမ်းလေးကရမ်းကိုဝမ်းနေသွားပါတယ်ဒါနဲ့တခင်လည်းသူ့ကိုစိတ်ကျဉ်တတ်တော့အောင်ဆိုပြီးခရစ်စမတ်ပင်အကြီးလို့ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့ကထိုင်ကုန်တွေကိုတုံးပြီးခရစ်စမတ်ပင်အကြီးဖန်တီးကြပါတယ်ပြီးတော့ဖဲကျိုးတွေအများကြီးနဲ့ထိုင်ကုန်တွေကိုလိုက်ပြီးအလှဆင်လိုက်ပါတယ်နောက်ဆုံးအပြည့်တက်အနေနဲ့ခရစ်စမတ်ပိုပိုကြီးကိုအပင်ရဲ့ထိပ်ဆုံးမှာထားလိုက်ပါတယ်အခုဆိုရင်တော့ကြောင်လေးတွေအတွက်တိစောက်ထားတဲ့ခရစ်စမတ်ပင်ကြီးကပြည့်စည်သွားပါပြီအဲ့ဒီခါမှာကြောင်ဝါလေးကရမ်းကိုတဘောကျသွားပြီးချက်ချင်းဆိုတို့ခရစ်စမတ်ပင်လေးတွေကိုတွားပြီးနေရာယူလိုက်ပါတယ်သူတကောင်တက်နေတာကိုမြင်တော့အခြားကြောင်တွေကလည်းသူတို့မှလိုက်တက်ပြီးအတီးတီးနေရာယူကြပါတယ်ပိုင်ရှင်ဖြစ်သူကတော့ပိုနေတဲ့ဖဲကျိုးခွေတွေကိုအင်းရဲ့ပြတင်းပေါက်မှာတွားပြီးအလှဆင်လိုက်ပါတယ်ဒါကလည်းခရစ်စမတ်ပင်လေးကပြတင်းပေါက်မှာတက်ပြီးပေါက်နေတယ်လို့အရမ်းကိုကြည့်လို့ကောင်းပါတယ်အင်အွန်လှဆင်ပြီးတဲ့ခါမှာတော့တခင်ကကြောင်လေးတွေအတွက်ခရစ်စမတ်ဝတ်စုံလေးတွေလုပ်ပေးလိုက်ပါတယ်အားလုံးပြတော့လို့ကြောင်လေးတွေကိုဝတ်ပေးလိုက်တဲ့ခါမှာတော့သူတို့ကရမ်းကိုချစ်စရာကောင်းသွားပါတယ်အခုတော့ဒီလောက်ချစ်စရာကောင်းတဲ့ကြောင်လေးတွေကိုခရစ်စမတ်လက်ဆောင်အနေနဲ့ပုံထဲကိုထည့်ပြီးပေးမယ်ဆိုရင်ယူကြမလား